Adobe Photoshop CS3 မှာဒီခုလိုအနေထားစာရွက်ဘာမှမခေါ်ထားဘူးဓာတ်ပုံလည်းမခေါ်ထားဘူးဖွင့်ချင်းအနေထားဒီလိုမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်စာရွက်ခေါ်မယ်ဆိုရင်ဒီ menu bar တွေထဲကနေပြီးတော့ဘယ် tab ကိုတွားမလဲဆိုရင်ဟောဒီ file tab ကိုကျွန်တော်တို့ရွေးချယ်ရမှာဖြစ်ပါတယ် file tab ဟုတ်ပြီဒီ menu bar ရဲ့ဒီ file tab ဆိုတာလေးကိုထိလိုက်တာနဲ့ဒီလိုပေါက်ကျလာပြီအဲ့မှာစာရွက်ခေါ်မှာဖြစ်တဲ့အတွက်ဒီ new ဆိုတာလေးကိုကျွန်တော်တို့ထိပေးရမှာဖြစ်ပါတယ် left click တစ်ချက်ထိလိုက်ပါဒါမှမဟုတ်ရင်လည်း shortcut key control N လေးကိုနှိပ်လိုက်ပါဒီမှာရေးပြထားပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒါလေးကို left click တစ်ချက်ထိလိုက်ပြီဒါဆိုရင်ဒါကတော့စာရွက်ခေါ်တဲ့ပေါက်ကျလာပါပြီအဲ့တော့ဒီအနေထားလေးမှာဒီမှာကျွန်တော်တို့နာမည်ပေးခဲ့လို့ရတယ်ဒါကတော့သူ default ပါလာတဲ့နာမည်လေးပေါ့အဲ့တော့နာမည်ကိုနာမည်တစ်ခုခုဖြစ်ပေးလိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်နာမည်ပေးလိုက်ပြီအဲ့မှာကျွန်တော်ဒီအောက်မှာ preset ဆိုတာကျတော့ကျွန်တော်တို့ဘယ်ရာကိုတုံးမလဲပေါ့နော်စာရွက်ကဘယ်လို site တုံးမလဲဒီ international paper ဖြစ်နေလားဒါမှမဟုတ်ဒီလို US paper ဖြစ်နေလားကိုကဒီ customer ဖြစ်နေလားဒါကတော့ကျွန်တော်တို့စိတ်တိုင်းကြရွေးချယ်ဖို့ဖြစ်ပါတယ် international paper ကိုရွေးလိုက်ပါအဲ့လိုရွေးပြီးသွားရင်ဒီမှာ site မှာကျွန်တော်တို့ကA4 လား A5 လား A6 လား A3 လားပုံမှန်တော့ A4 ရွေးချယ်တာများပါတယ်အဲ့တော့ကျွန်တော်တို့က A4 နဲ့လုပ်ချင်တယ်ဆို A4 ရွေးလိုက်မယ် resolution က300ထားမယ်ကျန်တာတွေဘာမှလုပ်เสียမလိုပါဘူးအဲ့တော့ okay ပေးလိုက်မယ်ဒါဆိုရင်ဒီခုလိုလေးစာရွက်ရလာပြီအဲ့တော့ဒီစာရွက်ကဒါ down လိုက်ပေါ့တကယ်လို့မိမိကစာရွက်ကို down လိုက်မရချင်ကန့်လန့်ရချင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုရင်ဒီ menu bar တွေကဒီ image tab လေးကိုလာပါအဲ့တော့ image tab လေးမှာဒီခုလို select ဝင်ပြီဆိုဘယ်လိုတွားမလဲဆိုရင်ဒီအောက်ဆုံးမှာရှိတဲ့ဒီခုမြင်တဲ့ဒီ rotate canvas ဆိုတာလေးကိုကျွန်တော်ရွေးချယ်လိုက်ပါရွေးချယ်ပြီးတော့ဒီ90 degree CW ဆိုတာလေးကိုရွေးလိုက်ပါ left click နှိပ်လိုက်ပါဒါဆိုရင်စာရွက်ကကန့်လန့်ဖြတ်ရလာမှာဖြစ်ပါတယ်လက်ရှိတခုလိုကန့်လန့်ဖြတ်ရွေးချယ်ထားပြီးခါမှာကိုကကန့်လန့်ဖြတ်မရချင်ဘူးတောင်းလိုက်ပြန်ရချင်တယ်ဆိုတော့စိတ်ပြောင်းသွားရင်ဘယ်လိုပြန်လုပ်ရမလဲဆိုရင်ဆက်စောက menu bar တွေကဒီ image tab ထဲကိုပြန်လာမယ်လာပြီးရင်ဒီ90 degrees CW ပဲပြန်နှိပ်လိုက်ပါဒါဆိုရင်ဒီလိုပြန်ရောက်လာမှာဖြစ်ပါတယ်အဲ့တော့စာရွက်ကို down လိုက်ထားမလားကန့်လန့်ထားမလားကျွန်တော်တို့ရွေးချယ်တက်ပြီးလို့ညွှန်လင့်ပါတယ်ဓာတ်ပုံခေါ်နီးတွားရအောင်ဓာတ်ပုံဘယ်လိုခေါ်မလဲဆိုရင်ဒီ menu bar တွေက file tab ကိုတွားမယ်ဒီပေါက်ချလာရင်ဒီ open ဆိုတာလေးကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ left click တစ်ချက်နှိပ်ရမှာဖြစ်ပါတယ် shortcut key နဲ့တွားချင်တယ်ဆိုရင် control O လေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော် left click တစ်ချက်ထိလိုက်ပြီဒါဆိုရင်ဓာတ်ပုံပင်နာရှိလဲဆိုတော့လမ်းကြောင်းကျွန်တော်ရှာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဓာတ်ပုံပင်နာရှိလဲဆိုရင်ကျွန်တော်ရှာနေပြီဒီဓာတ်ပုံတစ်ပုံခေါ်လိုက်မယ်ဒါဆိုရင် left click တစ်ချက်ထိလိုက်တာနဲ့ဒီ Photoshop ထဲမှာဒီဓာတ်ပုံရောက်လာပြီဖြစ်ပါတယ်အဲ့တော့နောက်ထပ် shortcut key နဲ့တွားပြမယ် keyboard ကနေ control နဲ့ O နဲ့ကျွန်တော်နှိပ်လိုက်ပြီဒါဆိုရင်ဓာတ်ပုံရှိတဲ့နေရာချက်ချင်းရောက်လာတယ်ဒါ location တစ်ခါဝင်ထားပြီးသားဖြစ်တဲ့အတွက်ချက်ချင်းကျွန်တော်တို့တခုလိုလာနေရယူနိုင်တာဖြစ်ပါတယ်ဟောဒါဆိုရင်ဓာတ်ပုံနှစ်ပုံရောက်လာတယ်ဒီ menu bar မှာကြည့်မယ်ဆိုရင်ဒီဘက်ထောက်မှာပုံစံတူဘားတန်းတစ်ခုဒါတိုက်တဲ့ဘားအတွက် minimize restore down close အောက်က menu bar အတွက် minimize restore down close အဲ့တော့ကျွန်တော်တို့က minimize ကိုရွေးချယ်လိုက်မယ်ဆိုရင်ဒီခွေးပုံလေးက minimize ဖြစ်သွားမှာဖြစ်တယ်နောက်တစ်ခု minimize ဖွင့်လိုက်မယ်ဆိုရင်စာရွက်ပုံလေးရောက်ချလာတယ်အဲ့တော့ဒီစာရွက်လေးကိုလည်း minimize ထပ်လုပ်လိုက်မယ်ဟောဒီတိုက်တဲ့ဘားမှာကြည့်မယ်ဆိုရင် minimize restore down close ဆိုတာရှိနေပြီမဲ့ menu bar minimize ကိုပြန်လုပ်လိုက်တော့ဒီမှာမရှိတော့အဲ့တော့အောက်ကဒီ Photoshop status bar မှာကြည့်မယ်ဆိုရင်ဘယ်နှခုဖွင့်ထားလဲဆိုတော့ကျွန်တော်တို့လာတွေ့ရပြီဖြစ်ပါတယ်ဒီခုလို3ခုရှိရတဲ့ကကျွန်တော်တို့ကတိရမှာဒါကစာရွက် file ဖြစ်တယ်ဟောထပ်ပြီးတော့ minimize ပြန်လုပ်လိုက်မယ်အဲ့တော့ဒါကပထမအဆုံးဖွင့်ထားတဲ့ minimize ပြန်လုပ်လိုက်မယ်ဒီကောင်ကတော့နောက်ဆုံးဖွင့်ထားတဲ့minimize လုပ်လိုက်မယ်ဆိုရင် Photoshop status bar မှာတခုလိုလာမြင်ရတာကိုကျွန်တော်တို့တွေ့ရမယ်အဲ့တော့ဒီဟာလေးတွေပိတ်မယ်ဆိုရင်အကုန်လုံး close နဲ့လိုက်ပိတ်မယ်ပြီးရင်ဒီမှာ no လုပ်ပေးမယ်ဒါမှတော့မစိတ်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီအနေထားတော့ဘာမှစာရွက်မခေါ်ထားတဲ့အနေထားဘာဓာတ်ပုံမှလည်းမခေါ်ထားတဲ့အနေထားပြန်ရောက်တော့တာဖြစ်ပါတယ်နောက်ပိုင်းမှာပြန်တွေ့ရအောင်